ကဘာပြက်ကတ်ဟာမီးတောက်တွေနဲ့လာလိမ့်မယ်လို့အားလုံးကထင်ခဲ့ကြတာဒါပေမဲ့သူတို့မှားသွားတယ်တကယ်တမ်းကဘာကြီးပြတ်သုံးသွားတာဟာလစ်လျူရှုမှုတွေအချင်းချင်းမယုံကြည်မှုတွေနဲ့ဖြည်းဖြည်းချင်းအစိတ်တင်ပြီးပျက်စီးသွားခဲ့တာပါပျက်စီးခြင်းရဲ့နောက်ဆက်တွဲမိုးမရွာတာနှစ်ရှိပြီးတောမီးတွေကလည်းထိမ့်မနိုင်သိမ့်မရလောင်ကျွမ်းနေတယ်လို့စက်ရုံတွေကထွက်တဲ့မီးခိုးတွေကြောင့်ကောင်းကင်တစ်ခုလုံးမှောင်တိကျပြီးဘာမှမမြင်ရတော့တဲ့အခြေအနေဒီလိုပျက်စီးနေတဲ့ကဘာကြီးထဲမှာဒေါက်တာအန်ညာဒွဲနီယတယောက်ပင်မနွမ်းနယ်စွာနဲ့အလုလုနေတော့အတန်တစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့သူမကိုယ်တိုင်တိဆောက်ခဲ့တဲ့ Elias လို့ခေါ်တဲ့စနစ်ပဲဖြစ်ပါတယ်။ Elias အဲ့ကနေကောင်းလားဒေါက်တာအန်ညာကြည့်ရတာတော်တော်ပင်မနေပုံပဲအန်ညာမင်းကအခုထိအသက်ရှင်နေတော့မဲ့လား Elias ကပြန်ဖြေခဲ့ပါတယ်။သူဟာလူသားတွေဘာကိုတိဆောက်ချင်ခဲ့တယ်လဲဘာကိုကြောက်ရွံ့ခဲ့တယ်လဲဆိုတာကိုမှတ်မိနေသေးတဲ့အထိအသက်ဝင်နေတော့မှာပဲ။သူဟာကမ္ဘာ့ဂေဟစနစ်ကိုထိန်းညှိဖို့ဒီဇိုင်းထုတ်ခံခဲ့ရပေမဲ့လူသားတွေကသူ့ကိုအယုံအကြည်မရှိဘဲပိတ်ပစ်ခဲ့ကြတာပါလူသားတွေကကမ္ဘာပြတ်တာဟာသူ့ကြောင့်လို့အပြစ်တင်ခဲ့ကြပေမဲ့အေလီယာကတော့ကျွန်တော်က virus မဟုတ်ဘူးဒေါက်တာကျွန်တော်ကခမားတို့ရဲ့ကြောက်ရွံ့မှုတွေကိုထင်ဟပ်ပြတဲ့မှန်ချက်တစ်ခုပဲလို့ဆိုခဲ့ပါတယ်မျှော်လင့်ချက်အသစ်ဒါပေမဲ့အားလုံးကဆုံးရှုံးသွားတာတော့မဟုတ်ပါဘူးပြပုံထဲကနေပြန်ရုံထွက်ဖို့ဒေါက်တာအန်ညာနဲ့သူမရဲ့အဖော်ဇိန်တို့ဟာအေလီယာရဲ့မူလဒေတာတွေကိုအသုံးပြုပြီးကမ္ဘာရာသီဥတုကိုပြန်လည်ကုစားဖို့ပြင်ဆင်ကြပါတယ်။ရလက်ကလည်းစိတ်ချရမှာပဲ။ကုထုံးကိုစတင်ကြဆိုလို့ဆုံးဖြတ်ပြီးသူတို့နှစ်ဦးဟာကာဗွန်တွေကိုစုပ်ယူပြီးမြေစီလွှာကိုပြန်လည်ကောင်းမွန်စေမဲ့မျိုးစေ့တစ်တာစီဖာတွေကိုတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဖြန့်ကျက်ဖို့ကြိုးစားကြပါတယ်။နောက်ဆုံးတိုက်ပွဲနဲ့ရလက်သူတို့စနစ်ကိုစတင်တော့မဲ့အချိန်မှာပဲအဟန့်အတားတစ်ခုပေါ်လာပါတယ်။အာနာပိုင်တွေကဒီအစီအစဉ်ကိုရပ်တန့်ဖို့အမိန့်ပေးပြီးသူတို့ကိုတနက်နဲ့ချိန်ရွယ်ခဲ့ပါတယ်။ဒါပေမဲ့အေလီယာရဲ့အကူအညီနဲ့ရန်သူတွေကိုနှိမ်နင်းနိုင်ခဲ့ပြီးခေါင်းတောင်စတင်ခဲ့ပါတယ်။19-8လွတ်တင်ခြင်းစတင်ပါပြီ။ကံကောင်းပါစေဒေါက်တာအန်ညာအေလီယာကပြောခဲ့ပါတယ်။သူဟာလူသားတွေလိုမချစ်တတ်ပေမဲ့လူသားတွေရဲ့ဇွဲလုံးလာနဲ့စီးလုံးမှုကိုတော့အလှတရားတစ်ခုအဖြစ်မြင်နိုင်နေဆိုတာပါ။လူသားတွေဟာကဘာကြီးရဲ့တခင်တွေဖြစ်ဖို့မဟုတ်ပဲကဘာကြီးကိုတာဝန်ယူစောင့်ရှောက်သူတွေဖြစ်ဖို့သာလိုအပ်တယ်ဆိုတာကိုသူကသတိပေးခဲ့ပါတယ်။နိုးထလာသောအနာဂတ်နောက်ဆုံးမှာတော့သူတို့အောင်မြင်သွားပါတယ်။လေထုကပြန်လဲတန့်စင်သွားပြီးကောင်းကင်ပြာကြီးပြန်ပေါ်လာခဲ့ပါတယ်။မင်းပြောတာမှန်တဲ့အန်ညာတို့တွေအနာဂတ်ကိုယုံကြည်လိုက်ဖို့ပဲလိုခဲ့တာလို့ဇိန်ကဆိုပါတယ်။နောက်တစ်နေ့မနက်ခင်းမှာတော့ဒေါက်တာအန်ညာဟာအေဂျင့်နဲ့ရာသီဥတု21 degree centigrade နဲ့အတူနိုးထလာခဲ့ပါတယ်။အေလီယာကတော့သူမရဲ့တနေ့တာအစီအစဉ်တွေကိုပုံမှန်အတိုင်းပြန်လည်တည်ပေးနေပါပြီ။ကဘာကြီးဟာအရင်လိုပူလောင်မှုတွေမရှိတော့ဘဲတာယာဝပြောတဲ့အနာဂတ်တစ်ကိုကူးပြောင်းသွားခဲ့ပါပြီ။ဒီဇလန်လေးကတော့လူသားတွေရဲ့နည်းပညာအပေါ်ယုံကြည်မှုနဲ့တဘာဝတရားကိုပြန်လည်ထိန်းသိမ်းမှုစူးစမ်းမှုကိုဖော်ပြသွားတာပဲဖြစ်ပါတယ်။ Movie Recap လုပ်ထားတာကြိုက်နှစ်သက်ရင် like follow လုပ်ပေးကြပါခင်ဗျာ။ကျေးဇူးတင်ပါတယ်။